မင်္ဂလာပါကျွန်တော်ကတော့တမန်ကျမ်းပါကဲတင်သောယေရှုဖခင်အကြောင်းအဓိကပြောတဲ့ရွှေပြည်ပဲဖြစ်တယ်ဒီနေ့တော့ကဘာပြက်ချိန်နီးပြီလားဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေချင်ပါတယ်ဘာသာခြားအသီးသီးကလည်းဒီနေ့ကဘာပြက်မဲ့အကြောင်းအရာအားလုံးကအနတ္တမတည်မြဲဘူးဖြစ်ပြီးပြက်မှာပဲလို့ပြောသလိုတမန်ကျမ်းစာထဲမှာတော့ဗျာဒိတ်ကျမ်း20မှာဒီကောင်းကင်ရဲ့မြေကြီးကရွေ့သွားွယ်ပြောင်းလိမ့်မယ်။ယာရီ21မှာတော့ကောင်းကင်တဲ့မြေကြီးတဲ့ကိုဖျားဖန်ဆင်းတဲ့အကြောင်းဖော်ပြထားတယ်။ကဘာကြီးကရှုပ်ထွေးလာမယ်။ပြီးပျက်စီးသွားမယ်။ဒီဂျားကာလမှာတော့တမန်ကျမ်းစာကိုလက်ခံယုံကြည်သောသူတွေကချီဆောင်ခြင်းဆိုတာရှိတယ်။ချီဆောင်ခြင်းဆိုတာဖျားရှင်ကယေရှုဖျားမြေကြီးပေါ်ထိမကျမဆင်းမဲနဲ့မိုးတိမ်ပေါ်ကနေသူ့ယုံကြည်သူတွေကိုချီဆောင်သိမ်းဆည်းသွားမယ်အကြောင်းဖြစ်တယ်။ဒီချီဆောင်ခြင်းကလည်းလာမဲ့လဖြစ်မယ်။မလို့လဲဆိုတော့လာမဲ့လတွေကဂျူးတွေရဲ့တဘိုးမှုတ်ပွဲတော်နှစ်တစ်ကူပွဲတော်ဖြစ်တယ်။နှစ်တစ်မှာသူယုံကြည်သူတွေကိုနေရာတစ်ကိုသိမ်းဆည်းမယ်လို့ဝေမျှနေသောသူတွေလည်းကြားရတယ်။နောက်တစ်ချက်ကခိုင်လုံတာကဒီနွားနီပြချပွဲပေါ့နော်။တက်ဆက်ကနေနွားနီ9ကောင်လောက်ရတယ်။အဲ့မှာစံချိန်စံညွှန်းမိတဲ့အကောင်တစ်ကောင်ပဲစကားတင်ကြတယ်။အဲ့ဒါကိုပြီးခဲ့တဲ့ရက်ပိုင်းကရေပူစော်ပြချပြီးသွားပြီ။ပြချပြီးပြီဆိုတာနဲ့ဗိမာန်တော်တိဆောက်အောင်ပါပဲဗိမာန်တော်အတွက်လည်းပစ္စည်းကိရိယာအစုံလင်နဲ့တိဆောက်ခွင့်ရပြီဆိုရင်ရက်ပိုင်းအတွင်းတော့ပြီးသွားပြီးတော့မှနောက်လာဆိုရင်တဘိုးမုတ်ပွဲမှာချီဆောင်ခြင်းလာမယ်လို့ယုံကြည်ထားသူလည်းရှိတယ်ကျွန်တော်ရဲ့ကျမ်းစာပါအမြင်အရဆိုရင်တော့အရာအလောနီးပြီးချီဆောင်ခြင်းလည်းနီးပြီးကဘာပြက်ချိန်လည်းနီးပြီးဒါပေမဲ့နောက်လာတော့မဖြစ်နိုင်သေးဘူးပေါ့ဒါနဲ့ပတ်သက်ပြီးတော့မှအခုနကကျွန်တော်ပြောသွားတယ်ဗိမာန်တော်ပြန်တိဆောက်ဖို့နွားနီပြချပွဲဆိုတာဘာသာခြားတွေနားလည်မှာမဟုတ်ဟိုတစ်ခါလည်းပြောပြီးဒါပေမဲ့အနှစ်ချုပ်လေးကျွန်တော်ပြန်ပြောပြချင်တယ်ဆိုတော့ဘာသာတရားဆိုလွန်ခဲ့သောနှစ်ပေါင်း3000လောက်ကမှပေါ်လာတာတဲတော်ဒီဆိုဗိမာန်တော်နဲ့ထာဝရဘုရားကိုကိုးကွယ်လာတာလွန်ခဲ့သောနှစ်ပေါင်း3500မောရှေလက်ထက်ကလေးဒါကြောင့်ဒီဗိမာန်တော်အကြောင်းလေးအနည်းငယ်ပြောချင်တယ်ပြီးရင်ဒီတဘိုးမုတ်ပွဲဆိုတဲ့ပွဲရှိတယ်လို့ပွဲတော်9ပွဲရှိတယ်အဲ့9ပွဲကဘယ်အချိန်မှာဘယ်လမှာဘာအတွက်ကျင်းပတာလဲကျွန်တော်နဲ့ဘယ်လိုပတ်သက်လဲပြီးတဲ့အခါမှာချီဆောင်ခြင်းနီးမနီးဒါလေးကိုချိန်တိုတွင်းမှာသုံးသပ်လိုပါတယ်ပထမတော့ဗိမာန်တော်ကြောင်းပြောမယ်ဆိုရင်အာဒံလက်ထက်ကလေးอ่ะပေါ့နော်ဘုရားတန်ရှင်းစွာအသက်ရှင်စေတယ်ဒါပေမဲ့ဘုရားစကားနားမထောင်ကျူးလွန်တဲ့အခါမှာအပြစ်တရားဝင်လာပြီးအပြစ်တရားရဲ့အခါသေခြင်းဖြစ်တယ်သေခြင်းဆိုတဲ့အသက်ကအသွေးမှာတည်တယ်ဒါကြောင့်ဘုရားကိုကိုးကွယ်မယ်ဆိုရင်အပြစ်ကင်းတဲ့သိုးကိုယူသွားရတယ်ထိုသိုးပေါ်မှာလက်ကိုတင်အပြစ်တွေဝင်ချရတယ်မိမိကိုယ်စားထိုသိုးကအသွေးသွန်းအသက်ပေးရတယ်ပြီးမှဖခင်နဲ့ဆက်သွယ်ခွင့်ရှိခဲ့တယ်လို့ BC 1500လောက်မှာတော့ဖခင်သခင်ကဒီရစ်ပလင်အဖြစ်မဟုတ်တဲတော်အဖြစ်ဒီဆောက်ပြီးဖခင်ကိုကိုးကွယ်စေခဲ့တယ်တဲတော်ဝင်းကြီးရှိမယ်ဒီအမိုးကရှိတဲ့တန်ရှင်းဌာနရှိမယ်နောက်အတွေးဆုံးခါအတန်ရှင်းဆုံးဌာနဆိုတာစံချိန်စံညွှန်းမိတဲ့တန်ရှင်းတဲ့ယေဘရဟိမင်းကြီးမှာတစ်နှစ်တစ်ချိန်ဝင်ပြီးတော့မှလူသားအားလုံးကိုစားဖခင်ကိုကိုးကွယ်ရခြင်းဖြစ်တယ်နောက်တော့ BC 1000လောက်မှာတော့ရှောလမုန်မင်းကြီးဗိမာန်တော်အခိုင်အမာတည်ဆောက်ခဲ့တယ်။ဒါပေမဲ့ BC 600လောက်မှာတော့ဘာဘူးလုံကသိမ်းပိုက်ခဲ့ပြီးထိုဗိမာန်တော်ကိုဖျက်ဆီးခဲ့တယ်။နောက်နှစ်ငယ်ကြာပါရှားအင်ပါယာသိမ်းပိုက်ခဲ့ပြီးထိုချိန်မှာတော့ဗိမာန်ပြန်တည်ဆောက်ခွင့်ပေးတယ်။အဲဒီနောက် Greek Empire အောက်အဲဒီနောက် BC 100လောက်မှာတော့ရောမအင်ပါယာလက်အောက်ကိုရောက်ပြီး BC 20လောက်မှာတော့ဟေရိုမင်းကြီးကထိုဗိမာန်ကိုပြန်လည်ပြုပြင်ပေးခဲ့တယ်ဆိုတော့သိရတယ်။အဲဒီနောက်သခင်ယေရှုကြွဆင်းလာတဲ့အသေးခံထမြောက်ပြီးAD 80လောက်မှာတော့ရောမအမိန်နဲ့ဂျူးတွေအားလုံးပြီးနေနံပေးလိုက်ပြီးထိုဗိမာန်တော်လည်းတစားစီဖျက်ဆီးပလိုက်တယ်ထိုချိန်ကလေးကဗိမာန်တော်ပျောက်သွားတယ်ဂျူးတွေလည်းတိုင်းပြည်ပျောက်သွား1948မှာတိုင်းပြည်ပြာရပြီးထိုနေရာမှာဗိမာန်တော်တည်ဆောက်ဖို့ကြိုးစားနေတာဒီနေ့အထိပဲဘာလို့ခက်ခဲလဲဆိုတော့ AD 900ကျော်မှာအစ္စလမ်နေရာဥရောပတောင်ပိုင်းမြောက်ပိုင်းကိုသိမ်းပိုက်ခဲ့ပြီးထိုနေရာကိုလည်းသိမ်းပိုက်ပြီးရွှေရောင်ဗလီခုံးကိုတည်ဆောက်ခဲ့တယ်AD 600ကျော်မှာအစ္စလမ်ဘာသာပေါ်ပေါက်လာပြီးတော့မှထိုနေရာကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်။ဆိုတော့အခုသွားထိလို့မရဘူးပေါ့။အခုညှိနှိုင်းနေတာတော်တော်ပြေလည်နေပြီ။နောက်ပြီးတော့ဗိမာန်တိဆောက်ဖို့နေရာအမှန်လဲထိုနေရာမဟုတ်ဘူး။အနည်းငယ်လှမ်းတဲ့နေရာမှာဆိုတော့တိဆောက်ခွင့်ရပြီးစသဖြင့်အမျိုးမျိုးသတင်းထွက်တယ်ပေါ့နော်။ဆိုတော့ဒီအရာလေးပေါ့ဗိမာန်တော်ကအရေးကြီးတယ်။ဖျားတဖန်ကြွဆင်းလာတဲ့အခါမှာအဲ့မှာနန်းထိုင်မယ်ပေါ့ဗျာ။သူတို့ကဒီလိုကြည်ရွယ်ပြီးတော့ကယ်တင်ရှင်မြေရှိအောင်မျှော်နေခြင်းဖြစ်တယ်။
ဆိုတော့သူတို့ဂျူးတွေကဘာလို့ဒီဘိမှန်တိဆောက်ကြတယ်သခင်ယေရှုသူတို့မယုံကြည်ဘူးကျွန်တော်တို့ကတော့သခင်ယေရှုကိုယုံကြည်သူတွေကတော့တစ်ကော30တင်းတို့ကဖခင်ဘိမှန်တော့ဖြစ်တယ်ဖခင်ဝိညာဉ်တော့တင်းတို့ထဲမှာကျင်းဝတ်တယ်ကျွန်တော်တို့ထဲမှာဖခင်ကတင်းတို့ကငါးရဲ့တက်တည်ဖြစ်တယ်ကျွန်တော်အပြစ်ဖခင်အလုံးလုံးနေတယ်သခင်ယေရှုအသေးခံတဲ့အခါမှာအတန်ရှင်းဆုံးဌာနဆိုဘိမှန်တော့လိုက်ကနှစ်ချမ်းကွဲသွားပြီးဖခင်နဲ့လူနဲ့ဒါလိုက်ဆက်သွယ်နိုင်ပြီဆိုတဲ့သဘောဖြစ်တယ်နော်တော့ပွဲတော့9ပွဲပထမပွဲကတော့ပတ်သက်ခါပွဲနှစ်400ကျော်အီဂျစ်မှာဂျူးတွေကြုံခံမောရှေအဖြစ် BC 1500ကဲထုတ်တယ်။အဲ့ညမှာလွတ်မြောက်မဲ့ညမှာသိုးကိုတတ်ပြီးတော့မှထုတ်တန်းတဲ့တိုင်မှာအသွေးကိုသွန်းလောင်းစေပြီးအဲ့မှာကြာရောက်တဲ့ကပ်ပေးကနေလွတ်မြောက်စေခဲ့တယ်။အဲ့ဒါအမှားရဖို့အတွက်ပတ်သက်ခါပွဲသိုးတတ်ပြီးပူဇော်တဲ့ပွဲရစ်ပူဇော်တဲ့ပွဲအဲ့နေ့မှာသခင်ယေရှုကကားတိုင်းထဲမှာအသေးခံခဲ့။ဒုတိယနေ့မှာတော့ဒီတဆေးမုံပွဲပေါ့နော်။ဆိုတော့သူတို့အီဂျစ်ကထွက်မြောက်မယ်ဆိုအမြန်မုံကိုစားတယ်။အဲ့မုံစားကတကားပိတ်ပြီးဥပုသ်ဆောင်လို့အဲ့နေ့မှာသခင်ယေရှုကတင်ញိုင်းကူထဲမှာရှိနေတယ်။နောက်တစ်နေ့မှာတော့ဒီဦးတီပွဲအီဂျစ်ကိုရောက်ပြီးတော့မှဒီတီးနံဆိုင်ပြိုးပြီးရိတ်သိမ်းရကာလကိုကျေးဇူးတော်ချီးမွမ်းတဲ့အနေနဲ့ထိုပွဲကိုကျင်းပအဲ့ဒီနေ့မှာသခင်ယေရှုရှင်ပြန်ထမြောက်ခဲ့တယ်ထိုပွဲ၃ပွဲကတစ်ဆက်တည်းပဲအဲ့ဒါ March နဲ့ April လဝန်းကျင် April လဆန်းဝန်းကျင်မှာကျင်းပါတယ်ဒီအတီးနံရိတ်သိမ်းပွဲပြီးရက်ပေါင်း90အကြာ Pentecost ပွဲဆိုတာထပ်ကျင်းပရက်ပေါင်း90ကြာမှာအဲ့ဒါဘာလဲဆိုမောရှေကိုပညတ်တော်10ပါးပေးတဲ့နေ့အမှတ်ရစရာတော့เนาะအဲ့နေ့မှာဘုရားစကားနားမထောင်တဲ့အတွက်ပညတ်တော်10ပါးပေးတယ်လူ3000သေးတယ်အဲ့နေ့မှာအသက်ရှင်သောဝိညာဉ်တော်လောကကိုဆင်းသက်ကြွလာတယ်အဲ့နေ့မှာတော့လူပေါင်း3000လောက်သခင်ယေရှုကိုလက်ခံယုံကြည်ပြောင်းလဲပြီးအသက်ရှင်ခဲ့တယ်ဆိုတာတွေ့ရတယ်ပညတ်တရားလူသေးစေတယ်ယေရှုတရားလူရှင်စေတယ်နောက်စက်တင်ဘာနဲ့အောက်တိုဘာလဝန်းကျင်မှာတော့ဒီတဘိုးမုတ်ပွဲနှစ်တစ်ကူပွဲဂျူးတွေရဲ့နှစ်ပြက်ကလေးဆုံးပြီပေါ့နှစ်တစ်ကူပွဲကျင်းပါတယ်အခုလာမယ်လားပေါ့အဲ့ဒါပြီးတော့10ရက်အကြာမှာတော့သူတို့ယုံကြည်ပူပွဲဆိုတော့တစ်နှစ်လုံးပြုတ်ခဲ့တဲ့အပြစ်တွေကိုဝန်ချတဲ့ပွဲအဲ့နောက်မှာနောက်9ရက်အကြာမှာတော့တဲတော်ပွဲသူတို့နှစ်ပေါင်း40တောလဲပြီးတော့မှအီဂျစ်ကလွတ်မြောက်လာပြီးတောလဲရအခါမှာတောထဲမှာသူတို့တဲဆောက်နေခဲ့ရတော့အမှတ်ရဖို့အတွက်ဒီတဲတော်ပွဲကိုကျင်းပါတယ်ဆိုတာကိုသိဖို့လိုအပ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မှအရာအလုံးကကဘာပြက်ဖို့အတွက်အရာအလုံးအပြက်ပဲသွားနေတယ်ဒီကြားထဲမှာတော့ချီဆောင်ခြင်းရှိတယ်ချီဆောင်ခြင်းကနောက်လာတော့မဖြစ်နိုင်သေးဘူးဘာလို့လဲဆိုတော့ရှင်မသက်အခန်းကြီး24အငယ်14မှာသခင်ယေရှုကြွဆင်းလာမယ်နေ့အတိအကျပြောထားပါတယ်လောကီနိုင်ငံအရာရာကိုဒီသခင်ယေရှုရဲ့ကယ်တင်ခြင်းသတင်းစကားကြားပြောရမယ်ဆိုတော့လူတွေကလမ်းပြတဲ့ဖရားရွေးချယ်တယ်ဘာသာတရားအလုံးကောင်းတယ်ဘယ်သူမှမိမိကိုယ်ကိုယ်ရောဘာသာတရားဆန်ကိုမမှီဘူးအဲ့တော့တရားလည်းပေးကယ်တဲ့ဖရားတည်တော်ယေရှုအကြောင်းကိုကြားပြောရမယ်အဆုံးမှာဖြစ်မယ်ဒီကဲလာကြော်ရွာတွေရောက်တဲ့အခါမှာယေရှုမပြောနဲ့ခရိယန်ဆိုတာတော့မကြားဘူးသေးတဲ့ရွာတွေရှိတယ်ဒါကြောင့်နောက်လာတော့မဖြစ်နိုင်သေးဘူးနောက်တစ်ချက်ကတော့ရှင်မသက်24အငယ်24မှာပဲခင်ဖျားချီဆောင်သိသိခါနေဟိုမှာယေရှုဒီမှာယေရှုပေါ်လာမယ်မှန်တယ်အများကြီးပဲဒီနေ့ယေရှုတူတယ်ဒါပေမဲ့ကြီးစွာသောတကုန်းနမိတ်တွေကိုပြပြီးရွေးချယ်သောသူတို့လှည့်ပြမဲ့ယေရှုဆိုတာပေါ်လာအောင်ဒီနေ့သခင်ယေရှုလိုကမ်းတော်သူမြင်စေသေတော်သူရှင်စေနာယောဂငြိမ်းစေစရှိတဲ့တကုန်းပြတဲ့ယေရှုတော်မပေါ်သေးဘူးအဲကြောင့်မလို့ဒီအဆုံးပိုင်းမှာဒီຢာတွေဖြစ်မယ်အဲ့တော့အဘယ်သူရဲ့လှည့်ပြခြင်းကိုမှမခံစေခြင်းကတတိပြုကြလောကျွန်တော်တတိပေးထားတယ်ခတ်သိမ်းသောမှုရတော့အဆုံးဆုံးရောက်လူပြီဖြစ်သောကြောင့်သမာဓိရှိကြလောဒါကြောင့်မလို့အရာအားလုံးကနော်ဒီနီးစပ်နေပြီဖြစ်တယ်နောက်ဆုံးသောကာလရဲ့နောက်ဆုံးပိုင်းကိုဖြစ်တယ်ကာလချိန်ကိုရွေးနှုတ်ကြလောဆိုတဲ့ဒါမိမိရဲ့ကြံရှိတဲ့အသက်တာမှာမိမိရဲ့ဇာတိရတဲ့ဝိညာဉ်ရာတွေကိုပြောင်းလဲပြီးနောင်တရလျက်ဘုရားရှင်အမှုတော်အတွက်ကောင်းသောပုံသက်တည်နဲ့ကောင်းသောအသက်တာနဲ့ကောင်းဆုံးစက္ကန့်သက်ရှင်စေနိုင်ကြောင်းအနည်းငယ်ဝေငှပါတယ်ရောက်ဆံဖျားရှင်ကောင်းကြီးပေးပါစေ